ဒီစကားပြောပတ်တန်လေးကိုတော်တော်လေးအသုံးဝင်နော်တခါလေးရအောင်လုပ်တော့မယ်နော်ကြတော့မလား shall we တုံးပြောလို့ရနော် shall we go for lunch နေ့လေသာသွားစားကြတော့မလား shall we leave now ငါတို့အခုသွားကြတော့မလား shall we do that later အဲ့ဟာငါတို့နောက်မှလုပ်ကြမလား okay စသဖြင့်ပြောလို့ရနော်တော့ဘူးဆိုလို့ရှိရင် no longer အသုံးပြောလို့ရနော် I no longer love you ငါမင်းကိုမချစ်တော့ဘူး I no longer want to go there ငါတို့မသွားချင်တော့ဘူး I no longer want to do that ငါ့ဟာကိုမလုပ်ချင်တော့ဘူးစသဖြင့်ပြောလို့ရပါတယ်ပြောနေတာလားအဲ့ဟာ are you saying ကိုအသုံးပြောလို့ရနော် Are you saying that I don't love you ငါမင်းကိုမချစ်ဘူးလို့ပြောနေရလား Are you saying that I'm lying to you ငါမင်းကိုလိမ်တယ်လို့ပြောနေရလား Are you saying that I am wasting my time ငါ့အချိန်ကိုဖြုံးနေလို့မပြောနေလား Okay စသဖြင့်ပြောလို့ရနော်ပုံမဲ့ကို it seems like ကိုအသုံးပြောလို့ရနော် It seems like she doesn't love you သူကမင်းကိုမချစ်တဲ့ပုံစံပဲ It seems like she doesn't care about you သူကမင်းကိုခေမဆိုင်တဲ့ပုံစံပဲ Okay It seems like she is into you သူကမင်းကိုစိတ်ဝင်စားပုံပဲ Okay စသဖြင့်ပြောလို့ရနော်အခုလိုမျိုး speaking plan လေးကအကျိုးရှိလားမသိဘူးအကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားပြီနော်